အောင်ခန့်ပိုင်ဆိုတဲ့ကောင်နော်တော်သူနေဖြစ်တာတည်းကျွန်တော်လည်းတောသားပဲတောသားဆိုပေမဲ့ဘယ်လိုခေါ်မလဲအတန်းပညာလည်းမတက်ပါဘူးဗျာကျွန်တော်တို့ဆို3တန်းအောင်4တန်းတော့မနေဘူးခဲ့ဘူးဒါမှန်တော့တကပြောတာမိဘတွေကျေးဇူးဂုံကျေးဇူးကြောင့်မိဘတွေကိုရင်းပြီးမိဘကျေးဇူးကြောင့်ကျွန်တော်ဒီနေရာကိုရောက်လာခဲ့တာပါဒီနေရာကိုရောက်လာခဲ့တာဒါပေမဲ့တောသားအတိုင်းတော့မဟုတ်ပါဘူးဗျတချို့တောသားတွေလည်းပွဲရပညာတတ်တယ်ပညာတတ်တဲ့လူတွေအများကြီးရှိတယ်ပညာတတ်တွေရှိတယ်တချို့သူတောမှာမွေးတောမှာကြီးပြီးဆိုရင်မကြီးရလာတဲ့ကသူအတက်ပညာနှီးမှုစုံနဲ့ရည်မီရချတိုင်းသဘာနိုင်ငံခြားစင်ကာပူမလေးထိုင်းဖိလစ်ပိုင်လာအိုဂျော်ဒန်စသည်အပြင်နိုင်ငံအသီးသီးမှာဘဝသမုဒ္ဒရာဝန်တွေဆိုတာကုခတ်တဲ့လူတွေအများကြီးရှိကြတာပဲဟုတ်တယ်မလားဒါပေမဲ့ဘလို့ပဲကိုပြောလိုက်တဲ့စကားတခွန်းဒီလိုင်းပေါ်မှာပဲဖြစ်ဖြစ်အတိမိတ်ဆွေတွေပဲဖြစ်ဖြစ်ပေါ့ပြောလိုက်တဲ့စကားတခွန်းကဘောင်ဝင်တန်းဝင်ဖို့လိုတယ်ဘောင်ဝင်တန်းဝင်ဖို့လိုလဲစကားဝါကြမှန်ဖို့လိုတယ်မြန်မာစကားကိုမြန်မာလိုရေးသက်ပတ်လေပတ်ပြောတတ်ဖို့လိုတယ်မြန်မာစာကိုမြန်မာလိုရေးတတ်ဖို့လိုတယ်လောကမှာလည်းစာမတတ်တဲ့လူတွေအများကြီးရှိတယ်ချမ်းသာတဲ့လူတိုင်းနဲ့စာမတတ်နိုင်တယ်လို့ဆင်းရဲတဲ့လူတိုင်းနဲ့ဘဝတွေမနှုံချကြပါဘူးဗျအဲကြောင့်မလို့အောင်ခန့်ပိုင်အခု live မှာဆိုတော် hot fit နေတယ် hot fit နေတယ်ဘယ်လို hot fit နေလဲဆိုတော့ဒီစကားတွေအတိတ်နဲ့တော့ကျွန်တော်တို့ကနားမလည်ပါဘူးဗျာနော်နားမလည်ဘူးဆိုတော့ဒီမြန်မာ star ကိုကလည်းအောင်ခန့်ပိုင်ငကိုရီးယားမှာမြန်မာတန်စင်တောတချင်းတွေဆိုလာတဲ့အဆိုတော့အင်္ဂလိပ်တချင်းသိချင်သိမယ်ပြကြားဘူးနေကြားဘူးမကြားဘူးနေမကြားဘူးပေါ့ဒါနေပဲတော့မတူဘူးပေါ့နော်မတူအဲ့ဒီနေရာမှာမျိုးမှာသဘောတခုဟိုမှာတကယ်လောကတွေပေါ့လောကဆိုတော်တွေဥမာပေါ့အများကြီးရှိလောကဆိုတော်ဆိုကျွန်တော်တို့တီးတလောက်ပြီးတလောက်ဆိုရင်ဒါသဘောတခုအများကြီးပါဇော်ဝင်းထုတ်လို့နော်ဇော်ဝင်းထုတ်လို့ရှိတယ်ဥဇော်ဝင်းထုတ်လို့ရှိတယ်ဟောကုနမီအဆိုတော်တွေလည်းရှိပါဗျအခုလူလက်ပိုင်းလူငယ်ပိုင်းမှာဆိုလဲဆန်းဆိုင်ခိုင်းလိုက်လို့နော်ကိုရဲလေးလို့အင်္ဂလိပ်ဆိုတော့အခုနောက်ဆုံးဗျာအင်္ဂလိပ်လူဆိုနေတဲ့ viewer လို့ဘာလို့တော့ရှိတယ် viewer သူ့တစ်ခွေထဲမှာလည်းတရှင်းကိုအင်္ဂလိပ်လူဆိုတာရှိတယ်အဲ့လို viewer လို့ဘာလို့ဒီလိုအဆိုတော်မျိုးကိုဒီလိုထိုင်းတော့တော်တော်အဆင်ပြေအောင်ပါနော်အလောင်စားဖြစ်ထားမယ်ဆိုဒီလိုဆိုတော်မျိုးထိုင်းအောင်တော်တော်အဆင်ပြေအောင်ပါအခုတော့အောင်ခန့်ပိုင်ကိုမြန်မာတန်စင်စစ်ခန်းစားချက်တေးတချင်းလေးတောတချင်းလေးပေါ့ဗျာအများဆုံးပဲတောတချင်းပေါ့ဗျာအလွယ်ပြောရနော်ဒီလိုတောတချင်းတွေဆိုရဲအဆိုတော့ဒီလိုနေရာမျိုးပါထားအင်္ဂလိပ်ဆိုတဲ့အင်္ဂလိပ်လိုလာပြိုင်တဲ့လူတွေတချင်းဆိုရဲအင်္ဂလိပ်ငါအကုန်လုံးကသူ့ထက်တက်တယ်သူ့ထက်ကျွမ်းကျင်တယ်တက်မြောက်လို့လာပြိုင်တာနော်လာပြိုင်တာလာဆိုတာပေါ့ဗျာနော်တက်မြောက်လို့လာဆိုတော့ဥက तू ကဘလို့ဖြစ်နေဆိုတက်ရောင်ကန်းလို့ဖြစ်တက်ရောင်ကန်းတော့ကျွန်တော်တို့ခန့်ငယ်ကျွန်တော်တို့ကလေးတွေစကားပြောသလိုပေါ့ကျွန်တော်တို့အင်္ဂလိပ်လူဗျာဗဇက်တက်ရှိရပြောတာပေါ့ဗျာဗဇက်တက်ရှိရပြောတာပေါ့အောင်နဲ့လမ်းပေါ်မှာကားတစ်စီးတဲ့ပလက်ဖောင်းဝင်းမှာကားတစ်စီးတဲ့ရှိတယ်အဲ့ကားတစ်စီးကိုတဲ့ကားတစ်စီးကမောင်းလာတယ်ပေါ့မောင်းလာတယ်အချိန်လုံးကြီးဓာတ်တိုင်ကိုခွတ်တိုက်တယ်ကွာဒုံးနဲ့တိုက်တယ်မင်းအဲ့လောက်အင်္ဂလိပ်လိုပြောစမ်းတယ်ကိုအင်္ဂလိပ်လိုမပြောတတ်ဘူးလေဒါသူကိုပြောတတ်တော့ဗဇက်တက်ရှိရပြောလိုက်တာပေါ့ဗျာလွယ်တကူဟုတ်လေလားမလို့လေလားမသူဗဇက်တက်ရှိဗျာDAD ဓာတ်တိုင် CAR ကား DOMB ဒုံး PADY ပလက်ဖောင်း BADY ဘေး AER ပြောလိုက်တာဟာဒါဆိုဘာမင်းအတိတ်ပဲပါလဲတဲ့ဟာပလက်ဖောင်းဘေးကဓာတ်တိုင်ဘေးကပလက်ဖောင်းဘေးကဓာတ်တိုင်ကိုကားခွတ်တိုက်သွားတယ်လို့អော်လိုက်တဲ့အထက်ကလူကတေသွားတယ်ပေါ့ဗျာအဲ့လိုပြောတာဒီဓာတ်တိုင် CAR ကား DOMB ဒုံး PADY ပလက်ဖောင်း BADY ဘေး AER ပလက်ဖောင်းဘေးကဓာတ်တိုင်ကိုကားခွတ်တိုက်လိုက်တယ်လူကအဲ့မပါလိုက်လူကလို့អော်ပြီးတေသွားတယ်ဒီလိုတွေငငယ်ရလို့ပြောကြတာပေါ့ဗျာ CPK ပုံစံမျိုးတွေတက်ပြောနေတဲ့စိတ်မျိုးတွေပြောကြဆိုကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့ပြောတဲ့ဒါဟာသဘောမျိုးနဲ့လည်းလုံးလို့ရတယ်နော်ငါထောင်လို့လည်းကောင်းသေးတယ်ဒါမတက်လို့ပြောကြည့်တာပေါ့ဗျာဒါပေမဲ့ तू ကသူတိတူတဲ့ပုံစံမျိုးကြီးနဲ့ပြောတာလုံးလိုက်တော့တလွဲအဲ့ဒါဗမာမြန်မာလူမျိုးတွေပညာရေးမှာနှိမ့်ကြတယ်အတက်ပညာနည်းပါတယ်ဆိုတော့အောင်ခန့်ပိုင်ဖော်ပြလိုက်တာပဲနော်အောင်ခန့်ပိုင်ဖော်ပြလိုက်တာပဲသူ့ဒီလိုနေရာကိုထားလို့လည်းအပြစ်တော့မတင်ပါဘူးပြဒါသူ့ကန်နဲ့သူ့စမ်းနဲ့ဖြစ်တာဆိုတော့မပြောလို့လူတွေကကန်ရှိတယ်စမ်းရှိတယ်ဒီမပြောလို့ဒါပေမဲ့သူ့အဲ့လိုနေရာမျိုးမှာထားတဲ့အလောင်စားအဖြစ်ထားပေးတဲ့
အနောင်စားပေးထားပေးတဲ့ဟိုငှားရက်တဲ့သူတွေကိုပဲမြန်မာစတားကိုတော်တော်ကြီးကိုတော်တော်လေးစားဖို့ကောင်းတယ်လေးစားဖို့ကောင်းတယ်နော်တခုတော့ကောင်းတာပေါ့ဗျာ live ပေါ်မှာတခု off ဖြစ်သွားတာပေါ့ပေါက်သွားတာပေါ့ဗျာနော်အဲ့လာလေးတခုတော့ကောင်းတယ်တခုတော့ကောင်းတယ်off ဖြစ်သွားတာပေါ့နော်မှတ်ထားနော်အင်္ဂလိပ်စပီကာစကားပြောကြတယ်ဆိုရင်ဒါလေးကိုတေးချာလေးမှတ်ထားဒီတက်တိုင်းစီယာကာဒီယိုအမ်မီတုံး PADY ပလက်ဖောင်း PADY ဘေးအေးရအာတက်တိုင်းဘေးကပလက်ဖောင်းဘေးကတက်တိုင်းကိုကားခွတ်တိုက်သွားတယ်အားလို့អော်တယ်ဒီချာမှတ်ထားအောင်ကပ်ပိုင်မင်းလေနော်တချင်းနေတဲ့အပေါ်ပေါင်းတိတ်နဲ့ဂျာနဲ့ထောင်နဲ့ချီပြီးပြောတယ်ငါတို့မင်းကိုပိုင်တချင်းတစ်ခါမှနားမထောင်ဘူးသေးဘူးနားထောင်ဘူးပါတယ်နော်အေဗရီမုံလိုက်ဆန်းမှာကိုကြီးမောင်ကမမုံနိုင်ဘူးကွယ်ဟိုလက်မှာဟိုတခါဆိုးလိုက်ကိစ္စလိုက်ပဲဟိုညီမလေးဟိုအောင်ကပ်ပိုင်ဆိုထားလို့သူ့တန်စင်နဲ့ဒီတိုင်းပဲဟုတ်ပြီနဲ့သူ့တန်စင်နဲ့ဒီတိုင်းပဲဧပြီရမုံလိုက်ဆမ်းမှာကိုငိမ့်မောင်ကမမုံမှာဘူးကွယ်ဒါတိတန်းတယ်ကိုညီမလေးကပြန်ဆိုးထားတာဘာဖြစ်လဲဟိုညီမလေးဟိုဘက်တိုးကွယ်ဒီဘက်တိုးရင်မွေကြိုက်လိမ့်မယ်ဆိုအဲ့လိုဖြစ်နေပြီအောင်ခတ်ပိုင်နော်ညီလေးအကောင်းဆုံးကတော့ကွာကိုတိကိုတက်မြောက်ကျွမ်းကျင်မှနေပဲတစ်ခုကိုဝင်တာအကောင်းဆုံးပါပဲကွာနော်ညီလေးကျေးဇူးပါအကိုလည်း AR တိုင်းသားပါကွာနော်အကိုဆို AR တိုင်းပုဂ္ဂလိမြို့နယ်ပုဂ္ဂလိသား AR တိုင်းသားပုဂ္ဂလိသားပုဂ္ဂလိမြို့နယ်မိမလာကျွန်းကြားဘူးလားလို့မိမလာကျွန်းမင်းတို့ပြောနေတယ်လေဟိုကြေးပါတယ်မှာသူတော်တော်များမှရှိပါတယ်ယုံကြည်ကြလို့ညညမြောက်ကြတယ်ဥရှင်ဖြစ်ခဲ့တဲ့နေရာနော်ဥရှင်ယုံမကြီးပလုံးဆိုဖြစ်ချခဲ့တဲ့နေရာအဲ့ဒီနေရာမှာမွေးဖွားလာတာAR တိုင်းပုဂ္ဂလိမြို့နယ်ကျိုးညိုကြီးလို့နော်စက်ကျွန်းလို့တမောင်းချောင်းလို့လာဝိုင်းကျွန်းလို့နော်ငယ်သူလို့နော်အဲ့ဒီဟိုဘက်ကဆိုကရုံကဏိအစုံရှိတယ်အကိုတို့မြို့ကရုံသားအစ်စ်နော်ညီလေးကိုတို့ရဲ့တောသားတွေမြို့ကကျုံတော်သားတွေအင်္ဂလိပ်စာအရန်ကျွမ်းနေတင်းရင်လာအကိုတင်းမိမယ်လာခဲ့အကိုဒီတော့ပဲတင်ပြလိုက်မယ်ဒီတက်တိုင်းပဲစီယာကားပဲဒီကိုအမ်မီတုံးပဲ PADY ပလက်ဖောင်း PADY ဘေးအေးရအာ BSI ဘာမှမဆိုင် BSI ဘာမှမဆိုင် MOK မျိုးကြော့မြိုင် MOK မျိုးကြော့မြိုင်မှတ်ထားနော်